လုံးမဲမင်္ဂလာပါကျမ channel ကစိုက်ထားတဲ့ပန်းဤပင်ကကြက်ခိုးမို့ဆွဲနေတာကိုတွေ့ရပါတယ်ဒီတိုင်းပဲပြစ်ထားလို့ရှိရင်2ရက်3ရက်အတွင်းထဲမှာပဲသူတပင်လုံးကိုကူးသွားတယ်เนาะပြီးတော့အရွက်တွေကမဲပြီးတော့ညိုးသွားတယ်ကျွေသွားတယ်အဲ့ဒီအကိုင်းနဲ့မှာလည်းပဲအစားခံရတယ်ပေါ့เนาะအပင်တေနိုင်ပါတယ်အဲ့ဒါကြောင့်ဒီနေ့ဒီကြက်ခိုးမို့ကုသနည်းလေးကိုလာပြီးပြောပြပေးပါမယ်ဓာတုဆေးလုံးဝမပါဘဲနဲ့တဘာဝပစ္စည်းနဲ့ပြုလုပ်တဲ့အတွက်ကြောင့်အပင်အတွက်အန္တရာယ်မဖြစ်ပါဒါကတော့ဆေး6ဖြစ်ပါတယ်เนาะစလိတ်တောက်လို့ရှင်သုံးတဲ့ဆေး6လေအဲ့ဒါကိုကြိုလိုက်မယ်ရေနွေးနဲ့ကြိုပြီးတော့အေးခံလိုက်မယ်ဒီလိုမျိုးရေလေးရလာပါတယ်เนาะအနက်အရင်ပြင်းတဲ့တရားလေအဲ့ဒီဆေး6တထုပ်ကဒီဖန်ခွက်တစ်ခွက်စာရလာပါတယ်เนาะနောက်တစ်ခုကျတော့ရှာလကာရေဖြစ်ပါတယ်ဘယ်တစ်စိတ်3ရတယ်ပေါ့နော်ဒီရှာလကာရေဟင်းထဲမှာထည့်တဲ့ရှာလကာရေအဲ့ဒါကိုဖန်ခွက်တစ်ခွက်ထည့်မယ်နောက်တစ်ခုကျတော့အရက်ဖြူဖြစ်ပါတယ်80ဒီဂရီရှိတဲ့အရက်ဖြူနောက်ဆုံးတစ်ခုကျတော့ပြာမုံကျမအိမ်မှာမီတွေးမသုံးတော့ပြာမရှိဘူးအဲ့ဒီတော့ဒီအရွက်6ကိုမီးရှို့ပြီးတော့မှပြာရအောင်လုပ်လိုက်တယ်အဲ့ဒီပြာမုံနဲ့၄မျိုးရောပြီးတော့မှသုံးမှာဖြစ်ပါတယ်ပါဝင်ပစ္စည်းကိုတစ်ခေါက်ပြန်ပြောပြပါမယ်ဒါကတော့ပြာရည်ဆေး6ရည်ရှာလကာရည်နဲ့အရက်ဖြူဖြစ်ပါတယ်အဲ့ဒါတွေအားလုံးရောပြီးတော့ထည့်ဖို့အတွက်ပုံးတစ်ပုံးပေါ့နော်ဘယ်ပုံးဖြစ်သုံးလို့ရပါတယ်ကျမကတော့ဒီပုံးတစ်ပုံးပြင်ထားပါတယ်အနံ့တော်တော်လေးပြင်းတယ်နော်ပြင်ဆင်ထားတဲ့ပါဝင်ပစ္စည်းတွေအားလုံးရောလိုက်မယ်နော်စီး6ရေဖန်ခွက်တစ်ခွက်ပြာရည်ဖန်ခွက်တစ်ခွက်အရည်ပဲယူမယ်เนาะသူ့ရဲ့အဖက်မယူပါဘူးเนาะစစ်ပြီးတော့မှထဲမှာဖြစ်ပါတယ်ပြီးတော့ရှာလကာရည်ဖန်ခွက်တစ်ခွက်ပေါ့เนาะခုနသုံးတဲ့ဖန်ခွက်နဲ့ပဲပြန်ချိန်လိုက်မယ်เนาะဒါဖန်ခွက်တစ်ခွက်ပါနောက်ဆုံးမှာအရက်ဖြူဖန်ခွက်တစ်ခွက်ဖြစ်ပါတယ်အဲ့လိုရောပြီးရင်တညတိတ်ထားတာပိုကောင်းတယ်เนาะသူ့ရဲ့နေနိုင်တဲ့အတိုင်းအတာကတော့ဘယ်နှစ်ရက်နေလို့ရတယ်เนาะသုံးမကုန်ဘူးဆိုရင်အဲ့လိုပဲထားလို့ရပါတယ်အရေး4မျိုးစလုံးကိုရောလိုက်မယ်နော်အကုန်လုံးတမအောင်လို့အဲ့လိုမှွေလိုက်မယ်သုံးနည်းကတော့ရေနဲ့ပြန်ရောရမှာဖြစ်ပါတယ်နော်သူ့ကြီးသုံးလို့မရပါဘူးအခုရေ10လီတာကိုအခုနကျမတို့ပေါင်းထားတဲ့စီးရေဖန်ခွက်တစ်ဝက်ရောပြီးတော့မှဖြန်းလို့ရပါတယ်ဒီဖြန်းတဲ့ပုံကမသုံးတာကြတော့ပြက်နေတယ်ထင်တယ်เนาะသုံးလို့မရအောင်အဲဆိုရင်ဒီတစ်ခုနဲ့ပြောင်းပြီးတော့မှဖြန်းပါမယ်အညွန့်နေမှာလည်းအဲ့ဒီပိုးတွေများနေတဲ့အတွက်ကြောင့်အညွန့်ကိုလည်းတေချာလေးဖြန်းရမှာဖြစ်ပါတယ်နည်းနည်းစိတ်ရှည်ပြီးတော့မှဖြန်းရမှာပါဒီအိရှိယပန်းပင်လဲကြက်ခိုးမိုတွေစားတာများနေရပေါ့နော်ဒီလိုမျိုးသူစားသွားတာအကိုင်းတွေရဲ့အထဲတော်မှာမြင်ရတယ်เนาะဒီလိုမျိုးအမဲရောင်တွေဖြစ်နေပါတယ် ပ
ပင်စီတွေရောအရွက်တွေရောမိုးပိုးထိုးတာပေါ့နော်မိုးပိုးထိုးလို့ရှိရင်ဒါတွေကိုဖြည့်ရှင်းရမှာဖြစ်ပါတယ်အပွင့်နဲ့လည်းကောင်းကောင်းမပွင့်နိုင်ဘူးเนาะဒီလိုမိုးကြက်ခိုးမိုးတွေကအပွင့်ပွင့်ခံနေဆိုဒီလိုဖြစ်သွားတယ်เนาะသူကကောင်းကောင်းမပွင့်သေးဘဲနဲ့ညိုးသွားတာတွေအညွတ်တွေတုံးသွားတာတွေဖြစ်တယ်ပေါ့เนาะအဲ့ဒါကြောင့်စီးဖြန်းရမှာဖြစ်ပါတယ်ဒီစီးရီကဓာတုစီးမဟုတ်ပဲနဲ့တဘာဝ organic စီးဖြစ်တဲ့အတွက်ကြောင့်နေ့တိုင်းဖြန်းရတာပေါ့နော်တရက်ကိုတစ်ကြိမ်ဖြန်းပေးပါတယ်နေအေးတဲ့အခါတော့၎င်းမနက်ပိုင်းတော့၎င်းပေါ့နော်တအားမပူတဲ့အချိန်မှာတရက်တစ်ကြိမ်ဖြန်းပေးပါတယ်ဒါကတော့တပတ်လောက်ဖြန်းပြီးတော့ရလာတဲ့ရလက်လေးဖြစ်ပါတယ်ဒီကြက်ခိုးမို့တွေပျောက်သွားတယ်เนาะအရွက်လေးတွေတော်တော်လေးလှလာတယ်အမဲရောင်အဆက်လေးတွေလည်းပျောက်သွားတယ်ပိုးစားတဲ့နေရာလေးတွေတော့နည်းနည်းကျန်သေးတယ်เนาะဒါကတော့ရလက်ဖြစ်ပါတယ်အရန်နဲ့ကောင်းတဲ့ဆေးရည်ပါပဲเนาะအိမ်ရှိရဇီဇဝါပန်းလေးကိုလည်းသွားကြည့်လိုက်မယ်เนาะအခြေအနေဘယ်လိုရှိတယ်ဆိုတာကိုကြည့်ကြရအောင်မဖြန်းခင်တော့ကတော့ဒီလိုဖြစ်ပါတယ်ဖြန်းပြီးတဲ့နောက်ပိုင်းမှာတော့ဒီအနာလေးနည်းနည်းတော့ကျန်သေးတာပေါ့เนาะဒါပေမဲ့ကြက်ခိုးမိုးလေးပျောက်သွားပါတယ်အရွက်လေးတွေလည်းလှလာတယ်เนาะဒီအရည်လေးမျိုးရောထားတဲ့ဆေးရည်ကပိုးမွားတွေကိုဖြန်းလို့ရတယ်အပင်အသွက်အန္တရာယ်ဖြစ်တဲ့ပိုးကောင်လေးတွေကိုလည်းဖြန်းလို့ရပါတယ်အကောင်လေးတွေပျောက်သွားတဲ့အထိပေါ့နော်နေ့တိုင်းတို့မဟုတ်တရက်ချဖြန်းပေးရမှာပါအဖူးတွေကအပင်အပြည့်ပဲပွင့်လာတဲ့အချိန်တစ်ခေါက်ပြန်ရိုက်ပြပေးပါမယ်အရန်နဲ့လှတယ်နော်အားပေးမှုအတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဘိုင်ဘိုင်